လုံးစိန်လေးကနေအသစ်ထုတ်လုပ်ထားတဲ့ကျမကျော်လေးဖြစ်ပြီးတော့အရသာအနေနဲ့ဝက်သားရည်နောက်တစ်မျိုးကတော့ကြက်သားရည်ဆိုပြီး2မျိုးရွေးချယ်ဝယ်ယူလို့ရပါတယ်သူထဲမှာကြက်သွန်ကျော်နဲ့ငရုတ်တီးကျော်လေးကိုလည်းအပိုးထည့်ပေးထားပါတယ်နောက်တစ်မျိုးကတော့လုံးစိန်လေးရဲ့ဝက်ဦးချောင်းနဲ့ရှဲပစွန်ချောင်းငမ်းမြရည်ကျော်လေးပဲဖြစ်ပါတယ်ရှဲပစွန်ချောင်းငမ်းမြရည်ကျော်မှာဆိုရင်ပစွန်ချောင်းနိုင်ချင်းနဲ့ဖြစ်ပြီးတော့အခုလိုမျိုးပိုနေတာလေးတွေကိုလည်းတခြားလေးပြန်လဲတင်ထားလို့ရပါတယ်နောက်ဆုံးတစ်မျိုးကတော့လုံးစိန်လေးရဲ့ငါးမုတ်6ဖြစ်ပြီးတော့တစ်ထုံးမှာဆိုရင်ကိုငါးမုတ်ဖတ်တွေတော်တော်များများပါပါတယ်ဒါဆိုလုံးစိန်လေးရဲ့ product တွေနဲ့အတူထမင်းတစ်နက်ကိုရတာရှိရှိသုံးဆောင်လိုက်ပါအောင်မေအခုစားရတဲ့ထဲမှာဆိုရင်တော့ရှယ်ပစွန်ချောင်းငန်းပြရေးကျော်ကိုအကြိုက်ဆုံးပေါ့နော်ငါးမုတ်ကျော်ဆိုရင်လည်းစနက်နေနဲ့စားရင်ကိုတော်တော်လေးရတာရှိပါတယ်အများကြီးလည်းပါပါတယ်ဒီနေရာမှာကျမကျော်ကအချိုမုတ်ကိုလုံးဝမသုံးပေးထားတဲ့အပြင်သူ့ရဲ့ရတာကနည်းနည်းပေါ့တဲ့ဘက်ကိုသွားပါတယ်အလေးလေးပင်ပင်စားရတာကြိုက်တဲ့သူတွေအတွက်အရသာမတွေ့ဘူးဖြစ်မှာဆိုလို့ပါကိုကခရီးထွက်တဲ့အခါယူသွားချင်တာပဲဖြစ်ဖြစ်ပြပကိုပို့ချင်တာပဲဖြစ်ဖြစ်သူ့ရဲ့ထုတ်ပိုးမှုပုံစံကလုံခြုံတဲ့အတွက်ကြောင့်မို့လို့စီယူစိတ်မှာစီဖိတ်မှာစိုးရင်စရာမလိုပဲလွယ်လွယ်ကူကူပို့ဆောင်လို့ရပါတယ်ဒီနေ့ရဲ့ထမင်းတစ်နက်ကတော့အရသာရှိရှိသုံးဆောင်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများကြီးတင်နေကြကိုပြောရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်တော့ပဲပေါ့နော်အားလုံးပဲဘိုင်ဘိုင်